ခင်ရှုခွတ်တော်ဖခင်ကစီးစိမ်ရှိတယ်အဲ့ဒီစီးစိမ်ဆိုတဲ့စကားလုံးကိုကျွန်တော်ဖတ်လိုက်တဲ့အခါမှာလောကစီးစိမ်လို့မြင်တတ်ပါတယ်တကယ်တော့သခင်ခွတ်တော်ဖခင်ရှိတဲ့စီးစိမ်ကဒီလောကစီးစိမ်လောက်ကိုပြောချင်တာမဟုတ်ပါဘူးဒီလောကစီးစိမ်ထက်အများကြီးသာလွန်တဲ့ဖခင်ဘုံစီးစိမ်ကိုပြောခြင်းဖြစ်ပါတယ်ယေရှုခရစ်တော်ဖခင်သည်ကောင်းကင်ဘုံစီးစိမ်ကိုစွန့်ပြီးတော့ဒီလောကမှာဆင်းရဲကိုခံတယ်ဒါကိုဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ယေရှုခရစ်သည်စီးစိမ်ရှိတော်လေလောကီစီးစိမ်လောက်ကိုပြောတာမဟုတ်ပါဘူးကောင်းကင်ဘုံစီးစိမ်ရှိတော်လေတဲ့ဒီလောကကြီးထဲမှာဆင်းရဲတော်မူခြင်းအပြင်သင်တို့သည်စီးစိမ်ရှိစေခြင်းကသခင်ခရစ်တော်ကိုယုံကြည်တဲ့သူတွေဖခင်ရဲ့အဲ့ဒီကောင်းကင်ဘုံစီးစိမ်ကိုခံစားရဖို့ရန်အတွက်တဲ့သင်တို့အတွက်ကြောင့်ဆင်းရဲခြင်းကိုခံတော်မူသောကျေးဇူးတော်ကိုသင်တို့သိကြ၏လို့ဖော်ပြပါတယ်ဒါကြောင့်မို့ယေရှုခရစ်တော်ဖခင်ဆင်းရဲခြင်းကိုခံတာကျွန်တော်တို့စီးစိမ်ရှိစေဖို့လို့ဖော်ပြပါတယ်အဲ့ဒီစီးစိမ်ကဘာစီးစိမ်လဲဆိုရင်တော့လောကီစီးစိမ်လောက်ကိုပြောတာမဟုတ်ပါဘူးဖခင်ရဲ့ကောင်းကင်ဘုံစီးစိမ်ကိုပြောခြင်းဖြစ်ပါတယ်ဒီလောကစီးစိမ်လောက်ကိုပြောမယ်ဆိုရင်သခင်ရှုကိုမယုံတဲ့သူသခင်ရှုကိုမသိတဲ့သူတွေလည်းလောကစီးစိမ်ကိုခံရတဲ့သူတွေအများကြီးရှိပါတယ်ဒါကြောင့်မို့သင်ဟာချမ်းသာတာအပြစ်မဟုတ်ပါဘူးသင်ဟာရုပ်ဝတ္ထုပစ္စည်းတွေလောကစီးစိမ်တွေအများကြီးပိုင်ဆိုင်တာအပြစ်မဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီအရာတွေကိုဆွဲလန်းရင်တော့မှားပြီအဲ့ဒီအရာတွေရှိခြင်းကသာလဲဖခင်ရဲ့သားသမီးစစ်မှန်ခြင်းကိုဖော်ပြတယ်လို့ခံယူရင်မှားပြီဖခင်သားသမီးမှန်ခြင်းမမှန်ခြင်းကိုလောကီစည်းစိမ်ရှိခြင်းမရှိခြင်းနဲ့မတိုင်းအောင်ဖခင်သားသမီးမှန်ခြင်းမမှန်ခြင်းကိုအောင်မြင်ကြော်ကြားခြင်းနာမည်ကြီးခြင်းမကြီးခြင်းနဲ့မတိုင်းအောင်ဖခင်သားသမီးမှန်ခြင်းမမှန်ခြင်းကယေရှုခရစ်တော်ဖခင်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်တော်သူကဖခင်သားသမီးအမှန်ဖြစ်တယ်။သင်ဟာဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေယေရှုခရစ်တော်ဖခင်ကိုယုံရင်ဖခင်သားသမီးအမှန်ဖြစ်တယ်။သင်ဟာကျမ်းမာသည်ဖြစ်စေယောဂခံစားသည်ဖြစ်စေယေရှုခရစ်တော်ဖခင်ကိုယုံရင်ဖခင်သားသမီးအမှန်ဖြစ်တယ်။ဖခင်သားသမီးမှန်ခြင်းမမှန်ခြင်းကသင်ရဲ့အခြေအနေနဲ့မဆိုင်ပါဘူး။ကျွန်တော်တို့ယေရှုခရစ်တော်ဖခင်ကိုယုံခြင်းမယုံခြင်းနဲ့ပဲဆိုင်ပါတယ်။